ချစ်စရာလေးကောမွေးနေ့ပွဲလေးရာဒီနေ့မှာတော့ထူးထူးခြားခြားလေး Lotte Hotel မှာကျင်းပမယ်စီစီလေးရဲ့9နှစ်ပြည့်မွေးနေ့အတွက်ကိုအရန်ချစ်ရတဲ့ဖိဖိမိမိနဲ့အကူနှစ်ယောက်က surprise လေးတိုက်ထားတာပါ surprise လက်ဆောင်ပစ္စည်းတွေကအများကြီးပဲနော်အားလုံးရဲ့အရန်ချစ်ရတဲ့ချစ်စရာကောင်းတဲ့သမီးလေးမွေးနေ့မှာစနောက်နှစ်ပေါင်းများစွာတိုင်အောင်သက်ရှိကျန်းမာပြီးပညာတတ်ထူးချွန်တဲ့သမီးကောင်းရတနာလေးဖြစ်ပါစေဆိုပြီးတော့ဖိဖိမိမိနဲ့ကိုရီးယားဝိုင်းပြီးတော့မွေးနေ့စုံကောင်းလေးတောင်းထားပါတယ်ဘယ်လိုမျိုး surprise လက်ဆောင်အများကြီးကိုမမဝိုင်ကိုယ်တိုင်တင်လာပြီးတော့တယောက်နဲ့စီကို surprise လေးလာတိုက်နေဆိုတာစပြကြည့်ပေးနော်ဝါတကယ်တော့ဘာဘီဒေါ်လေးဆိုလေမမဝိုင်ရဲ့လေတော့ခါတော့လောက်ထိအောင်ရှိအကြီးကြီးမှတကယ်အကြီးဆုံး size ကြီးပါနောက်ပြီးတော့ဒီဘက်ဘေးမှာဆိုရင်အရန်ချစ်စရာကောင်းတဲ့လှပူပူမှာခေါင်းနဲ့ရုပ်ဆောင်လေးပါတကယ်ချေလို့ရတယ် makeup box လှလှလေးရဲ့အရန်ကိုမိုက်တဲ့အရုပ်ကောက်ဆက်လေးပါဒီဝုံရုပ်ပုံစံလေးနဲ့ထည့်ထားပြီးရဲ့နော်တဲအောင်မေကိုယ်တိုင်ချက်လို့ရတယ်တကယ်ရင်ချက်လို့ရတယ်အိုးကြီးနော်ဖေဖေမေမေကိုကူပေးမယ်အမိုက်စား blind box ကြီးနော်အထည်ထဲမှာဆိုလဲအရန်ကိုကြီးရဲ့ပြီးတဲ့အခါမှာပုံစံလေးတွေကလည်းအရန်ချစ်ဖို့ကောင်းတာလေးရတခုပကပန်ကြီးကလည်းမပါမဖြစ်မလို့60 pizza touch တိုင်းတခုလည်းထည့်ထားပါတယ်ကိုကိုရီနဲ့တူတူပြပပကစားလို့ရအောင်လို့ full height ginger game ကြီးရတခုအခုတင်ညမှာအရန်ကိုခစ်စားမယ် electronic water gun ကြီးရလဲတခုနွေရာသီရောက်လာပြီဆိုတော့ပူလာပြီဆိုတော့တဲအောင်လေးခန်းထဲမှာချစ်ထားလို့ရအောင်လို့မီမီဆန်လေးရလဲမဝိုင်တို့တခုထည့်ထားပေးပါတယ် CD tablet လေးဆိုလေအကောင်ပုံစံလေးနဲ့လှလှလေးရတခုတဲအောင်လေးအခုຫນွေမှာပြင်းတဲ့ခါမှာဆော့ဖို့အတွက်ကိုလှဘူးဘူးမှာစမ်းပင်တင်လေးပါလက်ဆောင်ရည်ဘူးလေးလည်းထည့်ထားပေးပါတယ်တဲအောင်လေးစီရောမမဝိုင်ရောက်လာတော့မယ်ရင်နေရခေါင်းနေပြီမမဝိုင်တို့အခုဆိုရင် Lotte Hotel ကိုသွားနေပါပြီရှေ့မှာလည်းမြင်နေရပြီနော်အဆောက်အုံရအကြီးကြီးပဲတဲအောင်လေးရဲ့မွေးနေ့ပွဲစီကိုသွားတော့မယ်တဲအောင်လေးစီကို surprise လေးတော့တိုက်တော့မယ်ရင်နေရခုန်နေပြီဝါချစ်စရာလေးကောမွေးနေ့ပွဲလေးရာHappy birthday ပါတဲတော်လေးရေဟိုမနော်လက်ဆောင်နေပါသေးရော Oh my god ချစ်စရာကောင်းလိုက်တာရောချစ်စရာလေးရောပျော်လာတဲ့လေချစ်စရာလေးတွေရောဟုတ်ကဲ့ပါရှင်ကျေးဇူးများတင်တယ်နော်ချစ်စရာတကယ်လေးစစ်ရဲ့နာမည်ဖြစ်ဒီနေ့ပွဲခန်းတော့ surprise ရောက်ရှိလို့လာတယ်မမဝိုင်းလည်းကျေးဇူးများလို့တင်ပါတယ်ခင်ဗျာချစ်ကလေးလာတော့ပြီစနေတက်ကိုကြော်ပြပါအောင်ဒီနေ့စီစီတော့လေလက်ပြလက်ဆောင်တွေအများကြီးဒီဆောင်မှာပေးရတော့ thank you ပါစီစီနဲ့တူမမဝိုင်းကိုကျွန်တော်တို့စနေတက်တော့ဖိတ်ခေါ်ပြရစီခင်ဗျာချစ်စရာလေးရောတလေးညာဟိုင်းပဲနော်တဲရင်းနေခေါ်နေတာစီစီ thank you so much တော့ပါပါဒီလိုမျိုးစီစီကိုမြင်လာပြီးလာရောက်ပြီးတော့ surprise လုပ်ပေးရတဲ့ဒီနေ့လေးပဲပြောတယ်ဘာတွေပါမယ်လို့ထင်လဲရင်းနေခေါင်းနေပြီလားဘောက်စီအများကြီးပဲနော်တဲလေးတော့ကို surprise box လေးလုပ်ထားတာတော့တဲလေးဒီထဲကဘယ်ဘောက်ကိုအရင်ဆုံးဖောက်ချင်လဲခမအောင်ဆုံးတာ okay ဖောက်ကြမယ်နော်တူတူဖောက်မယ်နော်ခွေးလေးလိုက်ပါချင်ကလေးဘလို့ဖောက်ပါလဲမမဝိုင်မမဝိုင်ပြောပြပါအဲ့လိုမဟုတ် Oh my god surprise